ညဘက်တွေမှာစီးခဏခဏထသွားလို့အိပ်ရေးတက်နေပြီလားဒါဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပါပြီနော်ဒီနေ့မှာတော့စီးခဏခဏသွားတတ်တဲ့လူနာတွေမှာဆရာဝန်ကြီးအသုံးများတဲ့ဆေးတွေအကြောင်းကိုပြောပြပေးပါမယ်တကယ်တော့စီးခဏခဏသွားတယ်ဆိုတဲ့လက္ခဏာအတွက်ဆေးတစ်မျိုးတည်းမရှိပါဘူးအကြောင်းရင်းပေါ်မူတည်ပြီးတော့ဆရာဝန်ကရွေးချယ်ပေးတာပါဆိုလီဖန်နိုင်စင်တော်တီရိုတင်းပါဝင်တဲ့ဆိုလီဖန်တို့ယူကောတူတို့မှာဆိုရင်စီးအိမ်လှုပ်ရှားမှုများပြီးတော့စီးအိမ်ထဲမှာစီးမများသေးပေမဲ့အရေးပေါ်သွားချင်တာစီးခဏခဏသွားချင်တာတခါတလေစီးမထိန်နိုင်တာစတဲ့ overactive bladder သမားတွေမှာအသုံးပြုပါတယ်ဒီဆေးတွေကစီးအိမ်ကြွက်သားကိုအနာပေးပြီးတော့စီးအိမ်ထဲမှာစီးကိုပို့ပြီးတုံလောင်နိုင်အောင်ကူညီပေးတာပါဒါပေမဲ့ပါးစပ်ခြောက်တာဝမ်းချုပ်တာစတဲ့ side effect တွေခံစားရနိုင်ပါတယ်မာယာဘီဂရွန်လို့ခေါ်တဲ့ဆေးရလည်း overactive bladder သမားတွေမှာအသုံးပြုတဲ့ဆေးတစ်မျိုးဖြစ်ပြီးတော့အရှိရဆေးတွေနဲ့မတူတာကပါးစပ်ခြောက်တာဝမ်းချုပ်တာလိုမျိုး side effect တွေကိုခံစားရတာနည်းနိုင်စေပေမဲ့သွေးပေါင်တက်တာရှိနိုင်တဲ့အတွက်ကြောင့်မို့လို့သွေးတိုးလူနာတွေမှာသတိထားသင့်ပါတယ်ဆမ်ဆူလိုစင်ကတော့ဆိုလီဖန်နဲ့ဇင်းတို့နဲ့မတူပါဘူး alpha 1 blocker ဖြစ်ပြီးတော့စီးရင်အောက်ပိုင်းနဲ့စီးထွက်လမ်းကြောင်းတက်သားတွေကိုဖြေလျှော့ပေးတဲ့အတွက်စီးထွက်ရလွယ်အောင်ကူညီပေးပါတယ်အထူးသဖြင့်အမျိုးသားတွေမှာစီးကျိတ်ကြီးခြင်းကြောင့်စီးထွက်အားနေတာစီးစားတင်သွားဖို့ခက်တာစီးမကုန်လို့ဖြစ်တာတွေမှာအသုံးပြုတတ်ကြပါတယ်။မျိုးသမီးတွေမှာလည်းစီးထွက်လမ်းကြောင်းတင်းကျပ်မှုလို့အချို့သော biting problem တွေအတွက်ဆရာဝန်တွေကရွေးချယ်တတ်ကြပါတယ်။ဒါကြောင့် sulfasalazine တို့ tolterodine တို့ကစီးအိမ်ကို overactive ဖြစ်တာကိုထိန်းပေးနိုင်တယ်။မာယာဘီဂွန်ကတော့စီးအိမ်ကိုနားခိုင်းပြီးတော့စီးအိမ်ထဲမှာစီးတွေကိုပို့ပြီးတုံလောင်နိုင်တယ်။တမ်ဆူလိုစင်ကတော့စီးသွားခက်တဲ့လူနာတွေမှာစီးလမ်းကြောင်းကိုဖြေလျှော့ပေးပြီးတော့စီးထွက်ရလွယ်ကူစေပါတယ်။စီးချိုရှိနေတာစီးလမ်းကြောင်းပိုးဝင်တာစီးစိတ်ပြဿနာဒါမှမဟုတ်ရင်ညအိတ်ခံနေတာအရင်များတောင်းနေတာစတဲ့အကြောင်းရင်းများစွာရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ဘာလို့ညဘက်စီးခဏခဏထသွားရလဲဆိုတာသိဖို့လိုအပ်ပါတယ်။ဒါကြောင့်စီးခဏခဏသွားတာအတွက်ဆေးတိုင်းမတူသလိုလူနာတိုင်းအတွက်လည်းမတူပါဘူးနော်။